နက်ပြည်ပေါ်ကပြုတ်ကျလာတဲ့အခြေခံလူဒန်းစာငါဝါဒနာကငရဲတွင်နဲ့ခုန်ချတာပဲမင်းမရှိရင်အနောက်ဘက်ကင်းတယ်မင်းရှိရင်အချုံနောင်ခံရတယ်ချီနောင်ချင်းတွေလွတ်မြောက်ဖို့ငါလန်းတလန်းရွေးချယ်ရတယ်ငါ့ကိုဘယ်သူမှမီးမရှို့ခင်ငါခန္ဓာကိုငါကင်ရှို့ခဲ့ပြီးသားမကောင်းသောမီးမှန်သမျှငါကိုယ်တိုင်တစ်ချက်ချက်ထထရှို့တယ်ငါကမီးလောင်ခြင်းကိုတိတ်သဘောကျတယ်သူများရှို့မှလောင်ရတဲ့မီးမျိုးငါမလောင်ခြင်းဘူးမခံနိုင်ဆုံးမီးကတဏှာမီးပဲတိတ်လည်းမုန်းတယ်တိတ်လည်းသဘောကျတယ်ငါကပျောကားတဲ့တယောက်ဝင်ပူးထားတဲ့ငရဲသားတယောက်လိုမင်းနှုတ်မှထွက်လာတဲ့စကားအတန်တွေကငါ့ကိုတင်းကျပ်လွန်းတယ်မင်းကစချစ်ခရေကထလန်းစရာဆောက်ချိုးမျိုးနဲ့ငါ့ကိုလက်လက်ပပချုပ်ကင်တယ်ငါလွတ်ထွက်သွားတယ်ငါလွတ်လပ်သွားတယ်ကျော်ဟင်းဆို